ကိုချင်းစာတတ်တဲ့စိတ်ထားလေးဆိုတာတာမန်သူတွေမှမရှိတဲ့ဘူးတကယ်ကိုစိတ်စေတနာကောင်းတဲ့သူတကယ်ကိုသူတော်ကောင်းစိတ်ထားရှိတဲ့သူတွေမှသာလျှင်ထားတတ်တဲ့အရာမျိုးပါအဲ့လိုလူမျိုးတွေကတကယ်ကိုချစ်ခင်စရာကောင်းတယ်တကယ်ကိုလေးစားစရာကောင်းတယ်ဘာလို့လဲဆိုတော့ကိုချင်းစာတတ်တဲ့စိတ်ရှိတယ်ဆိုကြတဲ့ကအဲ့ဒီသူဟာသူ့နေရာမှာငါသာဆိုရင်ဆိုတဲ့အတွေးလေးဝင်ပြီးတော့သူဟာကူညီတယ်သူဟာဖေးမာတယ်သူဟာသူတော်ဘာစိတ်ဆင်းရအောင်မပြောဘူးသူတော်ဘာအဆင်ပြေအောင်အမြဲတမ်းသူများဘက်ကတွေးပေးတယ်ပရဟိတစိတ်ထားပေါ့သူတော်ဘာအကျိုးကိုလိုလားတယ်အဲ့တော့လူတော်နဲ့လူကောင်းရှိတယ်တဲ့ကြားဘူးတဲ့စာအုပ်ထဲမှာပေါ့လေလူတော်ဆိုတာကကိုယ့်အတွက်ပဲကိုယ်တွေးတယ်ကိုယ်ဘလို့တိုးတက်ဖို့ကိုယ်ဘလို့ကောင်းလာဖို့ကိုယ်ဘလို့မျိုးအဆင်ပြေအောင်နေဖို့ဆိုပြီးတော့ကိုယ့်အတွက်ကိုယ်တွေးတာကိုယ်တိုးတက်ဖို့ပဲတွေးတာကလူတော်တဲ့လူကောင်းဆိုတာကတော့တဲ့သူတော်ဘာတွေကိုငါဘလို့ကူညီနိုင်မလဲငါသူများတွေကိုအဆင်ပြေအောင်အများကြီးမကူညီနိုင်တော့မှငါတတ်နိုင်တဲ့လောက်လေးကူညီမယ်ငါရဲ့စကားဖြစ်အားပေးစကားပြောသည်ဖြစ်စေငါရဲ့ဝင်ငွေဖြစ်သူတို့ကိုအနည်းနဲ့များကူညီတာဖြစ်စေဒီလိုအပြုမှုဒီလိုအပြောဆိုတွေကဒါလူကောင်းတဲ့သူများအတွက်တွေးပေးတာဒီလူကောင်းကိုယ့်အတွက်ကိုတွေးတာဒီလူတော်တဲ့အဲ့တော့လူတော်လည်းဖြစ်ဖို့လိုတယ်လူကောင်းလည်းဖြစ်ဖို့လိုတယ်ကိုယ့်ဘဝအတွက်တိုးတက်ဖို့တော်နေဖို့လည်းလိုတယ်သူတော်ဘာတွေအတွက်တွေးပေးတတ်ဖို့ကောင်းနေဖို့လည်းလိုတယ်အဲ့တော့ကိုချင်းစာတတ်တဲ့စိတ်ထားကြပါကိုချင်းစာတတ်တဲ့စိတ်ထားကိုဘုရားရှင်ရဲ့တကွသူတော်ကောင်းတွေကအမြဲတမ်းသာဓုခေါ်နေမှာဝမ်းမြောက်ဝမ်းသာဖြစ်နေပါပါဒါကြောင့်ကိုချင်းစာကြပါတူနဲ့တူကျင်နာကြပါမေတ္တာထားကြပါကရုဏာထားကြပါကိုယ့်ရဲ့မေတ္တာတွေကိုစော်ကားတာကိုယ့်ရဲ့ကရုဏာတရားတွေကိုစော်ကားတာကတော့သူ့အဖြစ်ပဲအဲ့တော့သူ့ပြည့်သူ့ဘာသူခံလိမ့်မယ်ကိုယ့်ဘက်ကတော့မေတ္တာမပြတ်နဲ့စေတနာမပြတ်နဲ့ကိုယ့်ရဲ့စေတနာကိုယ့်ရဲ့မေတ္တာကတနေ့ကျရင်ကိုယ့်စီကိုရောင်းပြန်ဟပ်လာမှာပါ